အားလုံးပဲမင်္ဂလာပါဝင်းနာတဲ့ channel မှာကြိုဆိုပါဒီနေ့တရက်တလား2026ရက်နေ့ကြာသပတေးနေ့2026နှစ်စဉ်မှာစပြီးညီကိုတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရယ်ဒီနေ့ညကံမဲ့ပရီးမီးယားလိပွဲစဉ်၄ပွဲရှိတယ်၄ပွဲလုံးကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမယ်ပထမဆုံးပွဲစဉ်အနေနဲ့က Crystal Palace နဲ့ Fulham Crystal Palace က level 80ရှုံးနှလုံး80ရှုံးခြေဖွင့်လှစ်ထားတယ်Crystal Palace အနေနဲ့ဆိုရင်တော့အိမ်ကွင်းပွဲစဉ်တွေမှာခြေစွမ်းထင်သလောက်မကောင်းဗျာအဝေးကွင်းပွဲစဉ်ဆိုတော့ပိုပြီးတော့ကောင်းတယ်Fulham အသင်းကတော့နောက်ဆုံးကန်ခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာတော့ Watson ကိုနိုင်ထားတယ်1-0နဲ့နိုင်ရလက်မျိုးရရှိထားတယ်ဒီနှစ်သင်းရဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုမှာတော့ Fulham ရဲ့အိမ်ကွင်းမှာ Crystal Palace က2-1ဆိုတဲ့ရလက်နဲ့နိုင်ရရှိထားတယ်ကျွန်တော်ကတော့ဒီနေ့ဒီ Crystal Palace က level 60ရှုံးကြေးမှာ Crystal Palace မနိုင်တော့ဘူးလို့ကျွန်တော်အနေနဲ့ကတော့ယူဆတယ်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီနှစ်သင်းရဲ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ Fulham body ကိုပဲရွေးချယ်ပေးပါတယ်လီဗာပူးနဲ့လိပွဲစဉ်မှာတော့လီဗာပူးကတလုံး25ရှုံးဂိုးပေါင်းကြေးအနေနဲ့3လုံးတရေကြေးဖွင့်လှစ်ထားတယ်လီဗာပူးအသင်းအနေနဲ့ကတော့ခုနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းတွေပြန်လဲကောင်းမွန်လာပြီးတော့အဆင့်၄နေရာကိုတက်လန်းရောက်ရှိနေတယ်လိအသင်းအားဆိုရင်တော့အိမ်ကွင်းပွဲစဉ်ဆိုတော့ပုံမကောင်းမွန်တယ်ဗျအဝေးကွင်းပွဲစဉ်ဆိုရင်တော့ခြေစွမ်းကအိမ်ကွင်းပွဲစဉ်တော့မကောင်းတာကိုတွေ့ရှိရတယ်နောက်ဆုံးကန်ခဲ့တဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့လိအိမ်ကွင်းမှာတော့3-0စီသေရလက်ထွက်ထားတယ်လီဗာပူးကအခုနောက်ပိုင်းပွဲစဉ်တွေမှာ1-0စီနဲ့ကတ်နိုင်တဲ့ရလက်မျိုးတွေရရှိထားတာတွေ့ရတယ်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့လိကတော့အနည်းဆုံး1-0တော့လီဗာပူးကိုလိအသင်းအနေနဲ့လီဗာပူးဘက်ကိုတော့အနည်းဆုံး1-0တော့သွင်းနိုင်လိုက်မယ်လို့ကျွန်တော်အနေနဲ့တော့ယူဆတယ်အဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့1-0ကစတင်ကြည့်ရှုရပြီးတော့အနည်းဆုံး3-0တော့ရောက်ရှိမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ body ရွေးချယ်မဲ့အစားဂိုးပေါင်းအပေါ်ကိုပဲကျွန်တော်ရွေးချယ်ပေးပါတယ် Brentford နဲ့ Spurs နဲ့Brentford က level 30ရှုံးဂိုးပေါင်းကြေးအနေနဲ့3လုံး90နိုင်ကြေးဖွင့်လှစ်ထားတယ်Brentford ကအခုနောက်ပိုင်းပွဲစဉ်တွေမှာအိမ်ကွင်းဆိုရင်ခြေစွမ်းကောင်းတွေပြသလေရှိပြီးတော့ Spurs အသင်းကတော့နောက်ဆုံးအဝေးကွင်း2ပွဲမှာ Nottingham Forest ကိုတော့3-0နဲ့ရှုံးလာပြီးတော့နောက်ဆုံးကန်ခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာတော့ Crystal Palace ကိုတော့1-0နဲ့နိုင်ထားပါတယ်ဗျကျွန်တော်အနေနဲ့ဒီနှစ်သင်းရဲ့ထိတဲ့နောက်ဆုံးတွေ့ဆုံမှုမှာစပါးအသင်းရဲ့အိမ်ကွင်းမှာတော့2-0နဲ့အနိုင်ရလက်မျိုးစပါးရရှိထားတယ်ကျွန်တော်အနေနဲ့ဒီနေ့ဒီနှစ်သင်းရဲ့ပွဲစဉ်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ကတော့ Brentford body ပဲကြိုက်ပါတယ်Brentford အနည်းဆုံးတရေရရှိလိုက်မယ်လို့ကျွန်တော်ရလက်မျိုးထွက်လိုက်မယ်လို့ယူဆတာဖြစ်တဲ့အတွက်ကြောင့်30ရင်းပြီးတော့ Brentford body ကိုပဲရွေးချယ်ပေးပါတယ်Sunderland နဲ့ Man City Sunderland နဲ့ Man City မှာ Man City ကတလုံး55ရှုံးဂိုးပေါင်းကြေးအနေနဲ့3လုံး25နိုင်ကြေးဖွင့်လှစ်ထားတယ်Sunderland အသင်းအနေနဲ့ကတော့ဒီယာစီမှာအိမ်ကွင်းရှုံးပွဲလုံးဝမရှိတာကိုတွေ့ရှိရတယ်Man City ကလည်းအခုနောက်ပိုင်းနောက်ဆုံး5ပွဲမှာ5ပွဲစလုံးအနိုင်ကန်ထားတယ်ဗျSunderlandကတော့လူအင်အားလျော့နေပေမဲ့ Man City ကိုကောင်းကောင်းဒုက္ခပေးနိုင်စွမ်းတော့ရှိတယ်ကျွန်တော်အနေနဲ့ Man City 2ဂိုးပြတ်မနိုင်တော့ဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့ Sunderland body ကိုပဲကျွန်တော်ရွေးချယ်ပေးပါတယ်ညီကိုများအားလုံးနေ့စဉ်မှာဆင်ပြေကြပါစေကြိုက်နေကြရင် like and subscribe လေးနဲ့အားပေးသွားကြပါဦး